29ရာစုဂျပန်နိုင်ငံရှိစုအိုခါခရိုင်ထဲကဟာနာယာမဆိုတဲ့တောင်ကုန်းရွာလေးမှာထူးဆန်းစွာနဲ့ရွာသားတွေခဏခဏပျောက်ဆုံးနေခဲ့ပါတယ်။ရွာအာဏာပိုင်တွေကလူပျောက်ရှာဖွေရေးအဖွဲ့ဖွဲ့ပြီးတောနက်ထဲလိုက်ရှာကြတဲ့အခါတောင်ပေါ်ကလူတူမနီးတဲ့တဲဆုပ်အိမ်လေးတစ်လုံးကိုတွေ့ရှိခဲ့ကြပါတယ်။တဲအိမ်ထဲကိုသတိထားပြီးဝင်ကြည့်လိုက်တဲ့အခါမှာတော့အလောင်းပုံနှံကြီးနဲ့အတူလူရိုးတွေကလေးစားတွေကိုကြောက်မက်ဖွယ်တွေးလိုက်ရပြီးထောက်တနေရာမှာတော့မျက်စိမမြင်ရတဲ့အဖွားအိုတယောက်ဟာတုံတုံရင်ရင်နဲ့ပုံနေခဲ့ပါတယ်။ဒီလောက်အိုမင်းမစွမ်းတဲ့အဖွားအိုကလူတွေကိုဘလို့တက်လဲဆိုတာဘယ်သူမှနားမလည်နိုင်တာကြောင့်သူမကိုစုံမက်လို့ဆွဆွဲပြီးရွာသားတွေကတရားစီရင်ကြပါတော့တယ်။သူမရဲ့ခေါင်းမှာဂုံမီအိတ်ဆွချီတော့မှကြောက်တုံးကြီးချီပြီးမြစ်ထဲကိုပစ်ချလိုက်ပါတယ်။တကယ်လို့ရေပေါ်လာရင်စုံမမို့လို့တက်ပြစ်မယ်ရေနစ်သွားရင်တော့အပြစ်မရှိဘူးလို့သတ်မှတ်တာပါမိနစ်အတော်ကြာတဲ့အထိအဖွားအိုပေါ်မလာတော့တာကြောင့်အပြစ်မရှိဘူးအမှတ်နဲ့ကျိုးကိုပြန်ဆွဲတင်လိုက်တဲ့အခါမှာတော့အံ့ဩစရာကောင်းတော့အောင်ကျိုးဆိုးမှာဘာမှမရှိတော့ပဲအဖွားအိုကတဲလုံဆမရှိပျောက်ကွယ်သွားခဲ့ပါတော့တယ်။နှစ်အနေငယ်ကြာတော့လေသမားတစ်ယောက်ဟာတောင်ကုန်းပေါ်မှာခေါင်းမှာအိတ်ဆွထားတော့ဖြစ်တဲ့အဲ့ဒီအဖွားအိုကိုခက်လန်းလန်းကနေလှမ်းမြင်လိုက်ရပါတယ်။ရွာသားတွေကိုပြန်ပြောပေမဲ့ဘယ်သူမှမယုံပဲစိတ်ဖောက်ပြန်နေတာလို့ပဲထင်ခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီအပတ်မှာတင်ရွာသားတစ်ယောက်အိပ်ပျော်နေတော့ထပ်မံအခန်းခံရပြီးပျောက်ဆုံးသွားပါတော့တယ်။အဖွားအိုဟာမြစ်ထဲကနေအသက်ရှင်လွတ်မြောက်လာပြီးကလေးစားချီတာလို့တီးသွားကြတဲ့အခါသူမကိုဟာနာယာမစာမတ်လို့အမည်ပေးပြီးဆယ်စုနှစ်ပေါင်းများစွာကြောက်လန့်ခဲ့ကြရပါတယ်။နောက်ထပ်ရွာသား9ယောက်ထပ်မံအခန်းခံရပြီးတဲ့နောက်မှာတော့သူမရဲ့သတင်းတွေဟာအနည်းငယ်ရကြော်တိုင်းအောင်လုံးဝပျောက်ချက်သာကောင်းသွားခဲ့ပါတယ်။ဒါပေမဲ့မကြသေးခင်ကမှအခုခေတ်သစ်ဟာနာယာမပန်းချံထဲမှာကလေးတစုဘောလုံးကစားနေရင်ဘောလုံးကခြုံပုတ်ထဲလွင့်သွားခဲ့ပါတယ်။မိန်းကလေးငယ်လေးတစ်ယောက်ကဘောလုံးသွားကောက်တဲ့အခါခြုံပုတ်ထဲမှာသူမရဲ့ခြေရင်းကဘောလုံးကိုငုံကြည့်ပြီးမတ်တက်ကြီးရက်နေတဲ့ခေါင်းစုပ်တရဲမှဟာနာယာမစာမတ်ကိုရုတ်တရက်မျက်ဝါးထင်ထင်တွေးလိုက်ရပါတော့တယ်။ကလေးမလေးဟာကြောက်လွန်းလို့တကိုယ်လုံးတောင့်တင်းသွားခဲ့ပါတယ်။ထိုနေ့မှာပဲရဲတပ်ဖွဲ့စီတရဲမြင်ရတယ်ဆိုတဲ့တိုင်ချက်တွေအများကြီးတက်ခဲ့ပေမဲ့ရဲတွေကတော့လောင်ပြောင်စရာကောလာဟာလာလိုပဲသတ်မှတ်ခဲ့ကြပါတယ်။ဒါပေမဲ့တေးချတာတစ်ခုကတော့အဲ့ဒီနေ့ညနေမှာပဲအဲ့ဒီမိန်းကလေးငယ်လေးဟာအိမ်ပြန်မလာတော့ပဲတဲလိုစမရှိပျောက်ဆုံးသွားခဲ့ရပါတယ်။သူမရဲ့ရုပ်လောင်းကိုဘယ်တော့မှပြန်မတွေ့ခဲ့ရသလိုဟာနာယာမစာမတ်ဟာလည်းနောက်ထပ်ဘသူ့ကိုထပ်ဖမ်းဖို့ပေါ်လာဦးမလဲဆိုတာရင်တမမနဲ့စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတော့တယ်။